ရမဲကိုကြီးကျူးစကားပြောကြားလာခဲ့တဲ့ဂွာဒီယိုလာအားလုံးပဲမင်္ဂလာပါခင်ဗျအမ်မလီမေး iMac ခွန်ရှိကိုနဲ့ 55 Miss Agent ကနေကြိုဆိုလိုက်ပါတယ်မန်စီးတီးပြဒီပတ်ဂွာဒီယိုလာကတော့ဘာကာကျယ်ဝင်လေးလက်မင်းရမဲကိုကြီးကျူးပြောဆိုမှုတွေပြုလုပ်လိုက်ပါတယ်သူပင်ပွဲအတင်းနီးလာပြီးတော့ပွဲဘလောက်ပဲစိတ်ရမဲကသူ့ရဲ့ခြေသွမ်းကိုကြားမတော့ထိထားနိုင်ခြင်းကိုပတ်ကကြီးကျူးခဲ့တာဖြစ်ပါတယ်ရမဲကလည်းပတ်ပြက်ကြီးကျူးမှုနဲ့ထိုက်တန်တဲ့ကစားမဖြစ်ပါတယ်ခုနောက်ပိုင်းနှစ်တွေမှာဘောလုံးပွဲတွေကစီးပွားရေးပိုဆန်လာပါတယ်သက်ဆိုင်ဘောလုံးပွဲကျိုးတွေကလည်းပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရအောင်ယူပြီးအကျိုးများကိုမြင့်တင်လာခြင်းကြပါတယ်ဒါကြောင့်လည်းကစားမတွေက3ရက်ကိုတပွဲနှုံးလောက်နဲ့ပွဲတွေကတ်စိတ်လေးကစားလာပါတယ်ဒေါ်တန်အောင်ကြားငိုင်မှုမျိုးနဲ့သာဝင်တိုးမယ်ဆိုရင်ကစားမနေတဲ့ဒဏ်ပြဿနာတွေနဲ့ပဲလုံးလဲချလိုက်ဖို့ရှိနေရပါဒါပေမဲ့ရမဲကတော့ဒီချက်ကိုကောင်းစွာကင်တွယ်ထားနိုင်တာတွေ့ရပါတယ်ပွဲတွေဇက်တိုက်ကစားပြီးမှလည်းရမဲရဲ့စွမ်းဆောင်ရင်ကကြာမသွားခဲ့ပါဘူးဒီကြားထဲမှာရာမာဒန်ဥပုသ်လလိုမျိုးရမဲတို့အစ္စလာမ်ဘာသာကိုးကွယ်သူတွေကဖြတ်တန်းရပါသေးတယ်အစ္စလာမ်တွေဥပုသ်ဆောင်ရင်နေထွက်တာကနေနေဝင်တဲ့အချိန်ထိဇရီတော်မျိုးချလို့မရဘူးဆိုတာပြည်သက်များလည်းကောင်းကောင်းသိကြမှာပါအရန်ကိုပေမန်းခက်ခဲစွာနဲ့ဖြတ်ကျော်ကြရပါတယ်ဒါပေမဲ့ရမဲကဥပုသ်ဆောင်လည်းမပြတ်တယ်လို့ပွဲတွေကိုလည်းဝင်ကစားပြီးရင်သူ့ရဲ့ခြေသွမ်းကောင်းတွေကိုဆက်ထိန်းထားနိုင်စွမ်းရှိပါတယ်အင်တာနီးပြောင်အင်ဇာဂီကတော့မှရမဲက250လောက်မှတခါပေါ်လာတဲ့ကစားမမျိုးလို့ကြီးကျူးပြောဆိုခဲ့တယ်လို့ခုဆိုရင်ပတ်ကလည်း300တပွဲကစားတာတော့မှသူကစွမ်းဆောင်ကောင်းတွေကိုဆက်ထိန်းထားနိုင်တယ်ဒါကသူ့ရဲ့လိုက်လုံးညီတွေရှိမှုကိုပြသနေတာပါပဲဘောလုံးလောကမှာဒါမျိုးလုပ်ပြနိုင်တဲ့ကစားမကရှားပါတယ်လို့ရမဲကိုကြီးကျူးပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်